Hello everyone, welcome to Thinking for Kids. မင်္ဂလာပါကလေးတို့ရေဒီနေ့တတိယကလေးလေးတို့ကိုဘောလုံးကစားနည်းလေးတွေနဲ့အသင်းဖွဲ့စည်းတဲ့ပုံစံလေးတွေအကြောင်းပြောပြမယ်နော်ဘောလုံးကစားခြင်းဟာကျန်းမာရေးအတွက်အလွန်အကျိုးရှိတဲ့ကစားနည်းတစ်ခုပဲကွဘောလုံးကစားခြင်းကြောင့်ခန္ဓာကိုယ်ကြံ့ခိုင်တမ်းမာစေတယ်လှုပ်ရှားမှုတွေမြန်ဆန်လာစေတယ်တက်ကြွစေတယ်ကြိုးစားခြင်းစိတ်တိုးတက်လာစေတယ်စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေလည်းတိုးတက်စေတယ်စီကံပိုရှိလာနိုင်တယ်လို့အဖွဲ့လိုက်စုပေါင်းနှုတ်ဆောင်မှုတွေမှာလည်းပိုအားကောင်းလာစေနိုင်တယ်ဘောလုံးပွဲတစ်ပွဲကစားဖို့ကိုအသင်းတစ်ဖက်မှာကစားသမား17ယောက်စီနဲ့အသင်း2သင်းလိုအပ်တယ်စုစုပေါင်းလူ22ယောက်ပေါ့ကစားနေတဲ့ကစားသမားတွေထိခိုက်ဒဏ်ရာရခဲ့ရင်ဒါမှမဟုတ်လူစားလက်ကစားတင်ပြီးလို့ယူဆရင်လူအစားထိုးလဲဖို့ကွင်းအပြင်မှာအရက်လူတွေလည်းအဆင့်သင့်ပြင်ထားရသေးတယ်အရက်လူဘယ်နှယောက်ထားရမလဲဆိုတာကတော့ပွဲကခွင့်ပြုချက်ပေါ်မူတည်တယ်အရက်လူ9ယောက်ကနေ12ယောက်လောက်ထိပေါ့လူစားလဲပွဲဟာဆိုရင်တချို့ပွဲတွေက3ချိန်တချို့ပွဲတွေက5ချိန်အထိလဲပွင့်ပြုတယ်ဘောလုံးကစားချိန်ကိုတော့အပိုင်း2ပိုင်းခွဲထားပြီးပထမပိုင်း45မိနစ်နဲ့ဒုတိယပိုင်း45မိနစ်စုစုပေါင်းပွဲကစားချိန်မိနစ်90ရှိတယ်ကြားမှာခဏနားချိန်ကိုတော့ပွဲချိန်နဲ့ထဲမတွက်တဲ့15မိနစ်သီးသက်ထားပေးထားသေးတယ်ပထမပိုင်း45မိနစ်ကန်15မိနစ်နာပြီးမှဒုတိယပိုင်း45မိနစ်ကိုစက္ကန့်ဒီလိုမျိုးပေါ့မိနစ်90ပြည့်လို့ပွဲပြီးရင်တော့အချိန်ပိုလဲအနည်းငယ်ထပ်ပေးသေးတယ်အဲ့ဒါကိုနာကျင်ချိန်ပိုလို့ခေါ်တယ်ပွဲကန်နေရင်မတော်တဆထိခိုက်မိလို့နဲ့လူစားထိုးလဲလို့ပွဲခဏလေးရပ်ပေးထားရတဲ့အချိန်တွေအတွက်အစားထိုးပြန်ပေးတာမျိုးပေါ့အချိန်ပိုပေးချိန်ကတော့အတိအကျသတ်မှတ်ထားတာမျိုးမရှိဘူးခဏရက်ပေးရတဲ့အချိန်ပေါ်မူတည်ပြီး2မိနစ်ကနေ10မိနစ်ကြားတဲ့အမျိုးမျိုးပေးတတ်တယ်ပြီးတော့ဘောလုံးပွဲတစ်ပွဲကစားဖို့ကိုလိုအပ်တဲ့အထဲမှာတိုင်းဆိုတာလည်းရှိတယ်သူတို့ကိုဘာကြောင့်လိုအပ်တာလဲဆိုဘောလုံးကစားသမားတွေအချင်းချင်းခိုက်ရန်မဖြစ်ပွားအောင်ထိမ့်သိမ်းဖို့စီကံတွေလိုက်နာမှုရှိမရှိဖောက်ပြမှုရှိမရှိစောင့်ကြည့်ဖို့နဲ့အမှားအမှန်ဆုံးဖြတ်ချက်ချဖို့ပြစ်ဒဏ်ပေးဖို့ဒါတွေအတွက်ပေါ့ဘောလုံးပွဲတစ်ပွဲမှာဒိုင်စုစုပေါင်း3ယောက်လိုအပ်တယ်ကွင်းလေဒိုင်က1ယောက်စီချက်တိုင်းက2ယောက်ပေါ့ကွင်းလေဒိုင်ဆိုတာကကွင်းလေမှာဆုံးဖြတ်ချက်တွေအားလုံးကိုချရတဲ့သူဖြစ်ပြီးအကြီးဆုံးတာဝန်ရှိသူပေါ့စီချက်တိုင်းကတော့ကွင်းလေဒိုင်ရဲ့အခုသဘောမျိုးပဲသူကကွင်းပေးပတ်လည်မှာနေပြီးကွင်းလေဒိုင်မမြင်ရတဲ့အရာတွေကိုစောင့်ကြည့်ပြီးကွင်းလေဒိုင်ကိုသတိဖို့ပြောပြရတဲ့သူပေါ့ဘောလုံးပွဲတစ်ပွဲမှာချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေဆိုတာကတော့အများကြီးပဲကစားသမားအချင်းချင်းရံမဖြစ်ရဘူးပြဿနာမတက်ရဘူးဂိုးပေါက်ကိုစောင့်တဲ့ဂိုးသမားကလွဲပြီးကျန်တဲ့ကစားသမားတွေဘောလုံးကိုလက်နဲ့မထိရဘူးဘောလုံးဟာဘေးစီးကိုမကျော်ရဘူးကစားသမားအချင်းချင်းမတွန်းတိုက်ရဘူးလူမကန်ရဘူးအစရှိသဖြင့်ပေါ့ကစားသမားတွေဟာမတော်တဆဖြစ်တာကြောင့်မဟုတ်ပဲစီကံတွေတဲကတခုခုကိုချိုးဖောက်လိုက်ပြီးဆိုရင်တော့ဒိုင်ကအဝါရောင်ကတ်ကိုပြားပြီးပထမဆုံးချိန်တတိပေးမှဖြစ်တယ်နောက်တစ်ချိန်ထပ်စီကံဖောက်ရင်တော့အဝါရောင်ကတ်ကိုဒုတိယချိန်ထပ်ပြားပြီးအနီရောင်ကတ်ကိုထပ်ပြကပွဲတွေကထုတ်ပယ်လိုက်မှဖြစ်တယ်အဝါရောင်ကတ်ဟာတတိပေးကတ်ဖြစ်ပြီးအနီရောင်ကတ်ဟာပွဲထုတ်ပယ်ကတ်ဖြစ်တယ်အဝါကတ်2ချိန်ပြခံရရင်အနီကတ်ထပ်ပြပြီးပွဲသစားခွေရနာလိုက်တဲ့သဘောပေါ့စီကံကိုပြင်းပြင်းထန်ထန်ချိုးဖောက်ရင်တော့တတိပေးတဲ့အဝါကတ်ကိုမပြတော့ပဲပွဲထုတ်ပယ်တဲ့အနီကတ်ကိုတန်းပြပြီးပွဲတွေကချက်ချင်းထုတ်ပယ်လိုက်တာမျိုးလဲရှိရဲ့ဘောလုံးအသင်းတစ်သင်းမှာကစားတဲ့ကစားသမားတွေကိုစီကြဝင်ယူရတဲ့နေရာတွေရှိတယ်တစ်ဖက်အသင်းကသွင်းကန်လာမဲ့ဂိုးတွေကိုတားဆီးဖမ်းယူရမယ့်တာဝန်ကိုယူရပြီးဂိုးပေါက်နားမှာစောင့်နေရတဲ့ဂိုးဖန်သမားတာဝန်တစ်ဖက်အသင်းရဲ့တိုက်စစ်စစ်မှုကိုတားဆီးရပြီးဂိုးပေါက်နားမနီးမဝေးနောက်တန်းခံစစ်နေရမှာတာဝန်ယူထားရတဲ့နောက်တန်းတာဝန်ကွင်းနယ်မှာနေပြီးနောက်တန်းနဲ့ရှေ့တန်းကိုချိတ်ဆက်ပေးရတဲ့တာဝန်ယူထားရတဲ့ကွင်းနယ်တာဝန်နဲ့တစ်ဖက်အသင်းရဲ့ဂိုးပေါက်သေးကိုဂိုးဝင်အောင်တွင်းနိုင်ဖို့ရှေ့တန်းကနေတိုက်စစ်စင်ကစားရတဲ့ရှေ့တန်းတာဝန်တို့ပေါ့ဘောလုံးကံပုံနည်းတွေကတော့အမျိုးမျိုးရှိရဲ့အားသုံးပြီးကန်နာလှည့်ပတ်ပြီးကန်နာ
အားနည်းနည်းလေးနဲ့ကန်တာခြေပြားလေးနဲ့ကန်တာဘောလုံးကိုထိန်းထားပြီးကန်တာအဆရှိသဖြင့်ပေါ့ကွယ်ကဲဒီလောက်ဆိုကလေးတို့လည်းဘောလုံးကစားနည်းလေးတွေနဲ့အသင်းဖွဲ့စည်းတဲ့ပုံစံလေးတွေစီကန့်တွေကြောင့်သိလောက်ပြီပေါ့ကွယ်ဘောလုံးကစားခြင်းဟာကျန်းမာရေးနဲ့ညီညွတ်သလိုကမ္ဘာမှာလူကြိုက်အများဆုံးဖြစ်တဲ့အားကစားတွေထဲကတစ်ခုဖြစ်တာမို့ကလေးတို့လည်းကစားကြည့်သင့်တယ်နော်ဘောလုံးကစားရင်တစ်ခုတော့ဂရုစိုက်ဖို့ဒီကအကြံပေးခြင်းနဲ့ကွယ်ကလေးတို့စီကန့်တွေကိုတေချာလိုက်နာပြီးခဏကိုမထိခိုက်ရအောင်ဂရုစိုက်တတိထားပြီးကစားရမယ်နော်ပြီးတော့ကစားတဲ့အချိန်မှာလဲကစားတဲ့အသင်းသားတွေအချင်းချင်းတယောက်ကိုတယောက်ဖေးမှကူညီပြီးအထူးထူးတတိုင်မင်မင်နဲ့စူပေါင်းချိတ်ဆက်ကစားရမယ်ကွဒါမှသူကိုယ်တွေအများကြီးတွင်းနိုင်ပြီးနောက်ဆုံးအနိုင်ရနိုင်မှာဖြစ်တယ်ကွအနိုင်မရပဲရှုံးတဲ့ပွဲတွေရှိလာခဲ့ရင်လဲကလေးတို့စိတ်ဓာတ်မချရဘူးစိတ်မငြိမ်ရဘူးနော်ဘောလုံးကစားတယ်ဆိုတာအားကစားတစ်ခုဖြစ်တာမို့အနိုင်ရှုံးဆိုတာရှိတတ်တာပဲအမြဲမနိုင်သလိုအမြဲလည်းမရှုံးနိုင်ဘူးကစားပွဲမှာရှုံးခဲ့ရင်တော့ကျမ်းမာရေးရတိုးတက်မှုတွေရှိတာမို့ဆုံးရှုံးတယ်လို့ဆိုလို့မရဘူးပေါ့ဘယ်အားကစားမဆိုအနိုင်ရဖို့ထက်အားကစားစိတ်ဓာတ်ကိုအဓိကထားပြီးကစားဖို့ကအရေးကြီးဆုံးပဲThinking for Kids နဲ့အတူစဉ်းစားပါသင်ယူပါလေ့လာပါပျော်ရွှင်ပါ This is Thinking for Kids Inspiring Rand Mind Sporting Loving Mass